မင်းသမီးကသူမဆယ်နှလုံးလုံးချစ်မြတ်နိုးခဲ့ရတဲ့စစ်သူကြီးဟူရှင်းဟာကချေတဲမှလေးတယောက်ရဲ့ပြူစားခြင်းကိုခံနေရတယ်ဆိုတာလူပုံလယ်မှာတွေ့ရှိသွားပါတယ်မင်းသမီးကဒေါသတကြီးအော်ဟစ်လိုက်တော့မှစစ်သူကြီးကထိတ်လန့်တကြားလဲကြည့်လာပါတယ်အခန်းပြန်ရောက်တော့မင်းသမီးကနောက်တစ်ခါဟူရှင်းနားကိုကဲ့ရဲ့ရင်တက်ပစ်မယ်လို့ကချေတဲမှလေးကိုချင်းချောက်ပါတယ်နောက်တနေ့မနက်မင်းသမီးကဟူရှင်းကိုရေကန်ဘေးမှာချင်းတွေ့ပြီးသူနဲ့အတူထွက်ပြေးခြင်းကြောင်းဖွင့်ပြောပါတယ်ဒါပေမဲ့ဟူရှင်းကဂုံစင်တန်းကွာချလုံးလို့မဖြစ်နိုင်ဘူးဆိုပြီးညှင်းပယ်လိုက်ပါတယ်မင်းသမီးကတော့သူမရဲ့ရုပ်ရည်အကြီးတန်းရဲ့အမာရွတ်တွေကြောင့်ဟူရှင်းကရွှင်ရှာပြီးညင်းလာလို့ပဲထင်မှတ်သွားပါတယ်စိတ်ပြအားငယ်စွာနဲ့သူမဟာ6ကန်းပါးစီသွားပြီးအောက်ကိုခုန်ချလိုက်ပါတယ်အရာအလုံးပြီးဆုံးသွားပြီလို့ထင်နေတော့မှပဲဆမ်မင်းဖြူရီနဲ့ရှောင်းဝေးဆိုတဲ့မိန်းကလေးပေါ်လာပြီးသူမကိုကယ်တင်လိုက်ပါတယ်နာယီနှဲငယ်ကြာတော့မင်းသမီးနိုးလာတဲ့အခါရှောင်းဝေးကသူ့ဘေးနားမှာအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်မင်းသမီးကဓားမြောင်ကိုဆွဲပြီးတက်ဖို့စူးစမ်းပေမဲ့ရှောင်းဝေးကတကယ်အိပ်ပျော်နေတာမဟုတ်ပါဘူးသူမကနေငါ့ကိုတက်လို့မရပါဘူးလို့အေးဆေးပဲပြောလိုက်ပါတယ်အဲ့ဒီတော့မှရှောင်းဝေးဟာလူသားမဟုတ်ပဲငွေကွေးမိစ္ဆာဖြစ်မှန်မင်းသမီးသိလိုက်ရပါတယ်ဘာလို့ငါ့ကိုကယ်တာလဲလို့မေးတော့ရှောင်းဝေးကငါနှစ်ပေါင်း900လောက်ပိတ်မိနေခဲ့တာလူတစ်ယောက်ကသူ့ရဲ့နှလုံးသားကိုလိုလိုလားလားပေးအပ်မှငါလူစစ်ဖြစ်မှာမို့လို့ပါလို့ဖြေပါတယ်မင်းသမီးကသူ့နှလုံးသားကိုပေးလာအောင်ရှောင်းဝေးကဟူရှင်းအပေါ်ထားတဲ့မင်းသမီးရဲ့ဆွဲလန်းမှုကိုစတင်အသုံးချပါတော့တယ်ယောက်ျားတွေကမိန်းမတစ်ယောက်ရဲ့ရုပ်ရည်တွင်ပြင်ကိုပဲအဓိကထားကြတာလို့ပြောပြီးတွေးထိုးပါတယ်မင်းသမီးကညင်းပေမဲ့ရှောင်းဝေးကမင်းသမီးရဲ့မလားပါတဲ့ရုပ်ရည်ကိုအချိန်ချင်းထောက်ပြပြီးစိတ်တက်ကြအောင်မလုံးကြုံအောင်လုပ်ပါတယ်နောက်ဆုံးတော့မင်းသမီးကိုကြွေးလာပါတော့တယ်ဟူရှင်းရဲ့အချစ်ကိုရဖို့အတွက်မင်းသမီးကရှောင်းဝေးကိုဒူးထောက်တောင်းပန်ပြီးမော်ဆွမ်းရည်နဲ့ကူညီပေးဖို့တောင်းဆိုပါတယ်ရှောင်းဝေးကမင်းသမီးရဲ့နာနာကပ်ပြီးငါတို့နှစ်ယောက်အရေးခွန်လဲကြမလားလို့တိုးတိုးလေးအကြံပေးပါတယ်မင်းသမီးကဒေါသထွက်ပြီးယောက်ျားတစ်ယောက်ကိုဆွဲဆောင်ဖို့အတွက်သူများအရေးခွန်ကိုဘယ်တော့မှမသုံးဘူးလို့ညင်းပါတယ်ဒါပေမဲ့ရှောင်းဝေးကဒီနေ့လန်းကတေချာပေါက်အောင်မြင်မှာပါဟူရှင်းကရုပ်ရည်လာတာကိုပဲမမောတာပါဆိုပြီးစက်တိုက်စီးအောင်ပါတယ်နောက်ဆုံးတော့မင်းသမီးယုံကြည်သွားပြီးရှောင်းဝေးနဲ့အရေးခွန်လဲဖို့သဘောတူလိုက်ပါတယ်ရှောင်းဝေးကမော်ဆေးရီတစ်ခွက်တိုက်လိုက်ပါတယ်မင်းသမီးတောက်ပြီးတာနဲ့ရှောင်းဝေးကသူ့ခေါင်းအနောက်ဘက်ကအရေးပြားကိုဆွဲတယ်လို့ဆွဲဖွင့်လိုက်ပြီးလူသားရေခွန်တစ်ခုလုံးကိုချွတ်ချလိုက်ကသူ့ရဲ့မူလရုပ်တွင်ကြောက်မက်ဖွယ်မိစ္ဆာပုံစံကိုထုတ်ဖော်ပြသလိုက်ပါတယ်မင်းသမီးကကြောက်လန့်တကြားနောက်ဆုတ်ပေမဲ့နောက်ကျသွားပါပြီရှောင်းဝေးကမင်းသမီးရဲ့အရေးခွန်ကိုယူဝဲလိုက်ပြီးဒီနေ့ကစားပြီးနေဟာကဘာပေါ်မှာအလှပဆုံးအမျိုးသမီးဖြစ်သွားပြီလို့ပြောလိုက်ပါတယ်အဲ့ဒီညဟူရှင်းအိယာကလက်နိုးလာပါတယ်သူ့အခန်းထဲကိုတစုံတယောက်ဝင်လာမှန်းသိလိုက်ရပါတယ်သူကကတင်ဘေးကအမျိုးသမီးရဲ့မျက်နှာဖုံးပူဝါကိုမလိုက်တဲ့အခါအဲ့ဒီအမျိုးသမီးဟာသူ့ချစ်သူမင်းသမီးရဲ့ရုပ်ရည်တွင်ပြင်းတဲ့ရှောင်းဝေးဖြစ်နေတာကိုတွေ့လိုက်ရပါတော့တယ်